ခုကပြမှာတော့ကျွန်တော်ယူတန်းနေကိုရတဲ့နည်းတွေပြမယ်နော်ဟုတ်ပြီနော် assembly မျိုးပွားကိုဖြတ်တဲ့နည်းတွေပြမယ် okay ကျွန်တော်စီတန်လေးကနေစီထည့်ပြီးတော့ကျွန်တော်ထွက်လာပြီဒါကရေချောင်း sorry တင်မောချင်း assembly တင်မောချင်းက mass စီတိုင်းပေါ့ mass မှာကျွန်တော်စီထည့်တယ်ဟုတ်ပြီဒီညလေးကျွန်တော်ပြန်ကိုရမယ်ဗီဒီယိုမှာလည်းကျွန်တော် mini ကုန်းလေးသွားမှာနော် okay တန်းစီတယ်ဗျာယူတန်းကိုရတာကျွန်တော်ခေါင်းလေးကိုဥပလမ်းကြောကိုလည်းခေါင်းလုံးအောင်ထွက်ကြပါဘူးเนาะကားလေးကလည်းငွေ့လေးဖြစ်နေရမယ်နေထားလေးပေါ့เนาะโอเคတော့စရာမလိုမှတ်ဖို့ပဲလိုတယ်ဉာဏ်စရာမလိုဘူးဒါပေမဲ့ပြန်သိတဲ့ခါမှာတော့ခေါင်းကိုဝင်နဲ့ကြောပဲသိရမှာဖြစ်တယ်เนาะတော့ရှော့ကြည့်နေမယ်တော့ရှော့ကြည့်နေမှာဖြစ်တယ်โอเคမစိမ့်သေးဘူး sorry မစိမ့်သေးအောင်ဖြစ်တယ်မရှင်းသေးဘူးเนาะโอเคဒီကားလေးပြီးရင်ကျွန်တော်ရှင်းတော့မယ်ဆိုတော့တကြောကိုကျွန်တော်ထုတ်ထားတယ်โอเคနောက်ကြောထထုတ်ပြီโอเคကပ်မြန်ကိုလိုက်တယ်ဗျာပြီးရင်ပတ်တိတ်လိုက်ပြီကောင်းအောင်နော်ကျွန်တော်ပြောနေကြစကားပဲပတ်ဆိုတာโอเคနည်းနည်းလေးဗီဒီယို edit လိုက်ပြီနောက်ကြာမှာဆိုလို့တက်ကြီးမောင်းနေဗျာရောက်ပြီ sim လိုက်ပြီပွားနော်ပုံမှန် speed နဲ့ထည့်ပြထားလိုက်ပြီ sim လိုက်ပြီပွားမှာညာဘက်ကြောဒီ free ကြောပါဘင်းနောက်လိုင်းတိုင်းကနာလန်းကနေပြီးကနာလန်းကိုသွားခြင်းနဲ့ဆိုရင်ညာဘက်ကိုလိုက်ကပါမယ်ခုတက်ဖြတ်မဲ့ကြောဒီနည်းနည်းတော့လမ်းကိုကျွန်တော်ဝင်ပါနော်ဟိုဘက်ဘက်ပေါ်ဆုံးကြောဒီလဲတဲ့လမ်းကိုသွားမဲ့လမ်းပါနော်ဒါလေးကိုမမားကြပါနဲ့နော်မားစရာလည်းမလိုပါဘူးနော်ကျွန်တော်ခုပြောနေခြင်းဒီခုမှ beginner တွေကိုပြောနေခြင်းဖြစ်တယ်လမ်းကြောင်းမသိသေးတဲ့လူတွေကိုပြောနေခြင်းဖြစ်ပါတယ်ဆိုတော့ပြောနေခြင်းဆိုတော့သတိပေးနေတာပေါ့နော်သတိပေးလဲပေးတယ်ကျွန်တော်သိတဲ့အသိလေးကျွန်တော်သွားတဲ့ဝေးလေးကိုလည်းကျွန်တော် share ပေးတဲ့ခါကျတော့သူတို့သိသွားတဲ့ပုံစံလေးပါပဲနော်ဒါပါပဲโอเคကျွန်တော်တို့ဒီ point စိမ်းတော့ကျွန်တော်ဖြတ်နေပြီโอเคတော့မယ်ဟုတ်ပြီကဲပြီး edit ထားမယ်ဗျာညဘက်ချမ်း grand ဟာစေးရုံနော်โอเคဒါနဲ့တော့ကိုညတို့ဒါဘို့တက်သွားပြီဗျာဟုတ်ပြီကဲတက်ပြီရှိကြလို့ရှိရင်ဒါနဲ့တော့လမ်းလို့ခေါ်ပါတယ်ခုနကဖြတ်တန်းတဲ့လမ်းကြီးကျွန်းတော်လမ်းလို့ခေါ်ပါတယ်ချင်း square တွေပဲတောက်လို့ရပါတယ်ကဲအပေါ်ကျောကနေကိုယ်မယ်အလယ်ကျောပြန်ဝင်တယ်နော်တလားကိုကျောကိုတိုင်းပဲဝင်ရတယ်နော်ဟုတ်ပြီချင်း square ကိုဖြတ်တယ်စိုက်ပျိုးရေးမှတ်တိုင်ကိုဖြတ်တယ်ဗျာကျွန်တော်တို့ဖြတ်လာပြီးရှေ့ဆုံးဘယ်ရောက်မလဲဟန်တာဝရီဝိုင်းတချမ်းပတ်မှာဆိုတော့ second axis ကိုထွက်မှာအလေကျောကပတ်တယ်ကိုကျော်တန်းကိုထွက်သွားတယ်ကဲတော့ရှင်းမယ်နော်အလုံးရှင်းမယ်ထင်ပါတယ်ထင်မိပါတယ်โอเคကဲမီကုန်းကုန်းကျော်တိုင်းအပေါ်ကနေကျွန်တော်မတက်ဘူးအောက်ကနေသွားမယ်ဘာဖြစ်လို့လဲ U turn ကိုကျင်တာနော်ဒုစန္ဒ2ဘေးရလမ်းကိုသွားမှာကြည့်ပါဒီမှာ U turn ကိုတဲ့ဆိုင်ကိုဟိုဝါလေးတွေ့တယ်နော်โอเคပြီးတော့လမ်းကိုကြည့်ပါ U turn ပေးထားတဲ့စီးလေးလိုမျိုးများလေးလိုမျိုးပေးထားတယ်နော်ဒါဆိုလို့ရှိရင်ကိုလို့ရပါတယ်ကျွန်တော် U turn တွေတော့ရှင်းပြခဲ့စဉ်တော့လည်းပြောထားပါတယ်နော်โอเคဒါကိုအလုံးမမားကြပါနဲ့ရန်စုံတိုင်းမှာ U turn ကိုလို့မရဘူးနော်โอเคအဲ့လိုစီးလေးတော့၎င်းများလေးတော့၎င်းပေးထားမှသာလေ U turn ကိုလို့ရပါတယ်နော်စိုင်းလေးတော့၎င်းနော်ဒါလေးကိုမမားကြပါနဲ့ဒီနေရာကျတော့ကိုလို့ရပြီခုနေရာတော့ကိုလို့မရဘူးဒီနေရာလေးရတယ်ဟိုနေရာလေးရတယ်ထင်ပြီးတော့စွတ်မကိုကြပါနဲ့နော်โอเคဒါဒီပေးတာပါအားလုံးမဖြစ်တဲ့နာမဖြစ်အောင်စီးချက်စီးကကြဖြစ်အောင်လို့နော်မှားသွားလို့ရှိရင်အငြင်းဆိုတာကပ်ပါနေတယ်ဆိုတဲ့အကြောင်းလေးကိုသတိပေးတာပါကျွန်တော်ကနော်မှားလို့လုံးဝမရဘူးလမ်းပေါ်မှာโอเคစိမ်းတော့ကိုချသွားပြီโอเคပါဗျာဟုတ်ပါပြီရှင်းကြလို့ရှိရင်ညာဘက်ကိုမှာဖြစ်တယ်နော်โอเคကဲလောက်ဆိုရင်စီးရဲ့သဘောတရားကိုနားလည်မယ်ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကဲကျွန်တော်ပေါ်ချင်တဲ့နေရာလေးကိုကျွန်တော်ရောက်ပါပြီ